ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘယ်သူတွေကမတရားတာတွေလုပ်နေတာလဲလို့အမျိုးတို့ဒီဗီဒီယိုဖိုင်လေးကိုနားထောင်ကြည့်ရအောင်လူတော့လူလိုအကောင်ကြီးပဲသူကငယ်ပါအဥကြီးကအကြီးကြီးတဲ့ဖုံးလို့မရဘူးကြီးနေထိုင်လို့ရှင်လည်းအဲ့ဒါကြီးပေါ်မှာထိုင်ရတယ်တဲ့လမ်းလျှောက်လို့ရှင်လည်းအဲ့ဒီဥလုံးကြီးကိုပခုံးပေါ်ထမ်းပြီးတော့သွားရတယ်နော်တတဝါဖြစ်တယ်ဒီလိုပုံစံကြီးနဲ့ဖြစ်တယ်အဲ့ဒီတတဝါကြီးကလည်းအော်ဟစ်ညင်းညူပြီးတော့ကြီးလေးတဲ့ဝန်တုပ်ကြီးနဲ့ခရီးသွားပြီးတော့မောပန်းနေတဲ့ဒုက္ခကိုခံစားရတယ်တဲ့သူ့ကိုတော့ကုံဗန္ဒပုရိသကြိတ်တာကြီးလို့သူတို့ပြောတာနော်သူကဘာကြောင့်ဒီလိုဖြစ်တာတော့ဆိုတော့ရက်ွက်တို့ချေးရွာတို့မှာမတရားအုပ်ချုပ်ခဲ့တဲ့မတရားအုပ်ချုပ်တဲ့သူရက်ွက်တရားသူကြီးတို့ချေးရွာတရားသူကြီးတို့အဲ့လိုပုံမျိုးဖြစ်ခဲ့တာအုပ်ချုပ်ရေးမှုတွေတရားသူဖြစ်ခဲ့ပြီးတော့မတရားသဖြင့်တရားကိုဆုံးဖြတ်တယ်မမှန်ကန်တဲ့လူတွေကိုအနိုင်ပေးနော်လက်ထိုးတဲ့လူကိုအနိုင်ပေးလက်မပေးတဲ့လူကိုအရှုံးပေးပြီးတော့မတရားသဖြင့်ဆုံးဖြတ်တာမတရားသဖြင့်ဆုံးဖြတ်ရုံမကဘူးမနိုင်ဝန်တွေကိုအခွန်တွေလူတွေမနိုင်အောင်ခွန်တုတ်တွေထမ်းခိုင်းငွေကြေးတွေချဒဏ်တွေတက်နဲ့မနိုင်ဝန်တွေလုံးသည့်အတွက်ကြောင့်တဲ့သူကဝန်တုတ်ကြီးကိုထမ်းနေရတာမယုံရင်တော့စာရဲသွားကြည့်ပြီးတော့ဒီတိုင်းပဲရေးထားတယ်နော်ရသော်ဗျာဟောထားတဲ့တရားတော်တွေထဲမှာဒီတိုင်းပဲရေးထားတယ်ဂါမကုတဂါမဆိုတာရွာတို့ရက်ွက်တို့မြို့တို့အားလုံးကိုဂါမကုတဆိုတာကောက်ကျစ်စင်လဲဆိုတာတရားသဖြင့်မဆုံးဖြတ်ဘဲနဲ့တရားဥပဒေကိုမျက်ကွယ်ပြုပြီးတော့မတရားတဲ့နေနဲ့တရားဆုံးဖြတ်တဲ့ပုဂ္ဂိုလ်တွေကိုဂါမကုတလို့ခေါ်တယ်အဲ့ဒီကာမကုတ္တတရားသူကြီးဟာမတရားသဖြင့်လုပ်ခဲ့သည့်အတွက်ကြောင့်ဒီလိုအဖြစ်မျိုးကိုရောက်တာတဲ့ဒီတတ္တဝအဖြစ်မျိုးကိုရောက်သွားတတ်တယ်အဲ့တော့ဘယ်သူမှပြုမိမိမှုဆိုတာကိုလှုပ်တာကဖြောက်ဖြက်လို့တော့မရဘူးပေါ့နော်ဖြောက်ဖြက်လို့တော့မရဘူးဒါကြောင့်မို့မတရားတဲ့အလုပ်ဆိုတာမလုပ်သင့်ဘူးပေါ့အမှန်တမ်းတတိထားเสียကောင်းတယ်ပေါ့အများကိုနှိမ့်ဆက်ခြင်းမှန်းလို့ရှိရင်ကိုလည်းပဲနှိမ့်ဆက်ခြင်းမှန်းခံရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လို့တယ်ဒီကြရင်ဝတ်လဲမှာပေါ့လို့ဆိုလို့တယ်ဒါက10ရောက်မြောက်မြင်တွေ့ကြရတဲ့တတ္တဝါကြီးအကြောင်းတစ်ခုပဲ